လမ်းတစ်ဘက်ကဂုံကြီးစကားကိုလက်လွတ်ထားသလိုလမ်းဟောင်းဘက်ကပစီခြေသေးဝေကုန်းကိုလည်းလက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်ဖိုက်တာကုန်းလို့ခေါ်ကြပါတယ်ဖိုက်တာကုန်းဆိုလို့ဒီပုံမှာလဲမနှဲရှာကြည့်ရပါတယ်ဖိုက်တာကုန်းလို့ဘာကြောင့်ခေါ်လဲဆိုတော့မြေပုံပေါ်မှာခြေသေးဝေလေးနဲ့တူလိုပဲဖြစ်ပါတယ်မှတ်ထားကြပါဖိုက်တာဆိုတာဘာလဲခြေသေးဝေဖြစ်ပါတယ်တချို့ကလည်းနာမည်နဲ့လိုက်အောင်ခြေတွေဖြုတ်တွေတအားကြိုက်တာမို့ခြေသေးဝေမပြတ်ထွန်းထားရတယ်လို့လဲဆိုပါတယ်ပစီပြင်းဝစစီဘက်ကဈေးတယ်တွေစီကိုမှားရင်ခြေသေးဝေအဓိကထားပြီးမှားတယ်လို့ပြောပါတယ်ဒါကြောင့်ဖိုက်တာကုန်းလို့ခေါ်တယ်လို့လည်းသိရပါတယ်နိုင်ကကဘာလုံးစကားဟာရာဇဝင်ထဲမှာမောက်ကိုထားခဲ့ရခဲ့ပြောရမလားရာဇဝင်ထဲမှာမေ့ကိုထားရခဲ့လို့ပြောရမလားအဲ့တော့စီလမ်းကြောင်းတွေပိတ်ဆို့ခံလိုက်ရပြီဖြစ်ပါတယ်ရှေ့ပိုင်းတွေတုန်းကပြောခဲ့သလိုပါပဲနိုင်ကစကားဟာဗရန်စစ်ညက်နာအတွက်ရခိုင်ရိုးမဘက်ကနေဝင်လာမဲ့တိုက်စစ်အတွက်အချက်ချမည်ဖြစ်ပါတယ်သို့တော့နိုင်ကဘာလုံးပင်မစကားကုန်းကြီးကိုမတိုက်ခိုက်တော့ပဲဝိုင်းပတ်ပိတ်ဆို့ကဂုံကြီးပစီစကားတွေကိုထိန်းချုပ်ပြီးပသိမ်မုံရလမ်းဘက်ထိထိုးပေါက်ကစိတ်ဝင်လာတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့နိုင်စကားအနေနဲ့ဗရန်တန်တွေကိုပူပေါင်းတက်တွေကတိုက်မယ်ဆိုရင်ပြစ်ကူပေးလို့ပဲရပါတော့တယ်ဂျားခံစစ်နေရမဟုတ်တော့တဲ့အနေအထားကိုသွားတွေ့ရပါအဲ့လိုဖြစ်သွားနိုင်မှုလည်းများပါတယ်နိုင်စကားမတက်ရပဲနဲ့ဂုံးပေါ်မှာငုတ်တုတ်ကြီးကြံနေခဲ့ခြင်းဖြစ်ပါတယ်ဆက်ရရင်အမြောက်ကြီးတစ်လက်အောက်ကိုပြန်တယ်လာတယ်ဆိုတော့ပြုပြင်ရလားစခန်းဖြစ်ဖို့လားဒါကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ်တကယ်လို့နိုင်စခန်းကိုသာအကြမ်းဖက်တပ်ကလက်လွတ်လိုက်ရမယ်ဆိုပါလေဗရန်အန်လမ်းကြောင်းကိုတော့ဝဲသားတွေဘေတော့မှကားစီးပြီးတက်เสียအကြောင်းမရှိတော့ဘူးဖြစ်ပါတယ်ကြာတော့မကြသေးဘူးဗျာမှတ်မိကြအောင်ပဲထင်ပါတယ်ကာမရေနသာနယ်မြေရဲစခန်းကိုဒေသခံကာဝေးအင်အားစုတွေစီးနင်းတိုက်ခိုက်ခဲ့နိုင်ခဲ့တဲ့ဖြစ်စဉ်လေးပါနယ်မြေရဲစခန်းမှုဟာကာဝေးအင်အားစုတွေထံအညံ့ခံပူပေါင်းပြီးဇက်မြုပ်နေပြီလို့တွက်ဆထားတာပါတကယ်ကမဟုတ်